ဒီနေ့တော့ယူကရိန်းကိုရုရှားကခရစ်မတ်ကာလာမှာအပြင်းထန်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုအချင်းချုပ်ကြည့်ရအောင်ပါကဲခရစ်မတ်ကာလာမှာကိုရုရှားကယူကရိန်းမြို့ဒီကိုတညတဲနဲ့အလုံးအရင်ဝင်တိုက်ခဲ့ပါတယ်ဒရုန်းအစင်600ကျော်ဒုံးကြီး30လောက်တုံးသွားတယ်လို့ဆိုပါတယ်ငင်းချမ်းရေးဆွေးနွေးမှုတွေလုံနေတဲ့အချိန်မှာဖြစ်သွားတာဆိုတော့တင်းမာမှုတွေကပို့ပြီးတော့မြင့်တက်လာခဲ့တာဟုတ်ပရမချေဗလော့ဗ်ယာဒီတိုက်ခိုက်မှုကြောင့်အရက်သားတွေတော်တော်ထိခိုက်ခဲ့တယ်အနည်းဆုံးလူ3ဦးတည်ဆောင်သွားတယ်အဲ့ဒီထဲမှာလင်းနှစ်ရွယ်ကလေးတယောက်တောင်ပါတယ်ဗျပြီးတော့စွမ်းရည်အစာအုံတွေကိုအထူးကပြင်မထားတိုက်တာဆိုတော့နေရာအတော်များများမှာမီးတွေပြတ်ကုန်ရောအပူချိန်ကအနုတ်9ဒီဂရီလောက်ရှိနေတဲ့ချိန်မှာဒါကတော်တော်ဆိုးတဲ့အချိန်တွေပဲဒုတိယအချက်ကဒီတိုက်ခိုက်မှုရဲ့အချိန်အခါပါခရစ်မတ်အားလပ်ရက်မှာဖြစ်သွားတာအဲ့ဒီအပြင်အမေရိကန်နဲ့ယူကရိန်းကြားမှာငင်းချရေးဆွေးနွေးမှုတွေလုပ်နေချိန်နဲ့လည်းတိုက်ဆိုင်နေတယ်သမ္မတဇလန်စကီပြောတာကတော့ယူရှားကအမေရိကန်အဆိုပြုထားတဲ့ခရစ်မတ်ပဲအခါရက်စဲကိုပယ်ချခဲ့တယ်တဲ့ဆိုတော့ဒါကယူရှားရဲ့တီချက်ကိုရှင်းရှင်းလင်းလင်းပြလိုက်တာပဲပေါ့နောက်ဆုံးတစ်ချက်ကတော့ဒါဟာလက်တုံပြမှုတွေနဲ့ပတ်သက်နေပုံရတယ်ဒီတိုက်ခိုက်မှုဖြစ်ခင်လေးမှာပဲမော်စကိုမှာယူရှားဗိုလ်ချုပ်ကြီးတို့ကားပုံခွဲခံခဲ့ရတယ်တစ်ဖက်မှာလည်းယူကရိန်းကရုရှားတောင်ပိုင်းကဓာတုစေုံတစ်ခုကို drone နဲ့တိုက်ခိုက်ခဲ့တယ်လို့တရင်နဲ့ထွက်နေပါတယ်ဆိုတော့အပြန်အလှန်တင်းမာမှုတွေမြင့်တက်လာတဲ့သဘောမျိုးပါတကယ်တော့ဒီတိုက်ခိုက်မှုတွေဟာပဋိပက္ခကိုပိုပြင်းထန်စေတယ်လို့အားလရက်မှာငင်းချမ်းရရမလားဆိုလေမျောလင်းချက်တွေကိုလည်းမွေးမွေဝါစေခဲ့ပါတယ်